တုံညတယ်ကိုပတ်သွားလက်ဝဲဆိုင်အလင်းချက်လိုက်ရရင်ဟုတ်တိုင်ဟုတ်လားငါပြောဟုတ်တယ်ဟိုစီးရရနှကလုံးပိတ်ဖြစ်တယ်တော့နေအောင်ရှိတော့ကြတော့ဟုတ်ဒီများတဲ့ဆိုင်တော့မှအဲမှာလင်းမှာပြည့်အပြင်မှာမဲလာတော့အဲ့ထဲမှာပွေးရဒါဟိုဆင်းကထဲတဲ့ဟာကိုအေးမှားနေလားမမဟုတ်ကိုဒါလားအစိမ့်နဲ့နှမျိုးပဲလားရပါတယ်ကျွန်တော်ဒီရှိရစင်ကနဲ့ဆန်းပြီလားတုံးနေရကတ်ဒီလားကိုအပြင်လည်းကြည့်ရောအပြင်မောင်မဲလားအပြင်မောင်းနေလို့လေအပေါ်ရဟိုကသူကကြအထဲကကြတော့ဒီမောင်းတဲ့ချိန်ကို तू ကတခါတည်းဟိုအလင်းဟိုကပါလို့လေအဲ့ဒါကြောင့်မလို့နေတွေဘာတွေကြတော့အဲ့လိုမဟုတ်ဘူးဒါကြအပြင်ကမောင်းနေလို့လေတော့ဘိုးကပလီစုမပေါ့ဟုတ်တယ်လေကိုဟိုနာပဲဟိုနာနေဟိုကဗာလဲကြီးပေးနဲ့ခံတော့အောင်ဟိုနာရပါလားအိမ်တိုင်းရလည်းမပေါ့ဘူးကွာအဲ့ဒါလည်းတခါတည်းဟိုထုတ်တာဗာလဲဖမ်းလေးထားတဲ့ဟာတွေပဲအဂျစ်ဖေးခံသုံးလိုက်ရင်ရတယ်ကိုခွန်နာတွေအကုန်လုံးကအဲ့လိုလေးကြည့်တယ်အတူတူပါပဲအပေါ်မှာ shortcut တင်လိုက်တာနဲ့တန်းရောက်တယ်လေကိုကျွန်တော်ရသက်ချလာလို့တာအဲ့ဂျစ်ဖေးကိုတင်ပြီးတော့ကိုအဲ့တဲ့ကနေဟိုကဖြစ်ပြီး shortcut မှာတင်လိုက်တာနဲ့ original အကုန်လုံးသုံးရဘေးသက်ကပါတယ်သူဘိုးကစပိုးလို့တဲ့ဘေးသက်ကပါပြီးသားလေးကမှဆန်းပေးလာအောင်မလေးအခုစင်ကပါရင်လည်းမဟုတ်ဘူးဒီမဲ့လည်းလက်ဝင်တယ်အခုဆန်းကြည့်လိုက်လေဟိုခွင့်ပြလဲသူ့လက်လေးဟုတ်လေဟိုကပြအခုတခါတည်းဆန်းသွားလိုက်ရတယ်ဒီစက်ကြည့်လို့ဒီထဲမှာတော့ကိုဒီကောင်ကြီးရဒီကလေးဒီလိုလေးဒါအိမ်ထဲမှာထည့်လိုက်တော့ရင်တော့အားတယ်ဝါနန်လေးတော့ကြည့်သွားလားဟိုအလုံးလိုက်လေငါ့ကိုစင်းကလေးကျွန်တော်ဆန်းပေးလိုက်ဟုတ်စင်းကတခါထဲမှာလားမဟုတ်ပြောင်းလားပြောင်းတယ်အိမ်မှာပြောင်းအဲ့ဒါမဲတော့ကိုဒါနေခင်းညာလို့မဟုတ်ဘူးเนาะဒါခုနအပြင်မောင်းနေလို့เนาะအဲ့နဲ့မျိုးလုံးတော့မှစိမ့်နာလို့ကြားလို့ဟုတ်လေဟိုကလေကိုကင်မရာဒီသုံးတဲ့ဟိုပစ္စည်းကတက်လို့ဟိုတစ်ခုနဲ့တစ်ခုကမော်ဒယ်မှာမတူလို့လေအဲ့မဲ့ပထမဆုံးစမ်းထားတဲ့ဟာတွေအဲ့ဒါမိန်းကင်မရာစမ်းထားတဲ့ဟာမဖြစ်လိုက်တော့မတော့ဘူးဟုတ်တယ်
ဒီစပစ်တင်တက်လာငါ့ကိုရတော့3ညနေကြီးပဲလားတင်းလေးဖမ်းပြလိုက်မယ်နော် ဆမ်းပြီလားမဟုတ်တစ်ခါတည်းဆမ်းပြီလားတစ်ခါတည်းဆမ်းပြီ တီးရရတယ်ပဲစစ်ပေးရအောင်ရ စစ်တာတော့အကုန်စစ်ပြီးသားလားမင်းကိုလို့စစ်ဆိုရင်လည်းဟိုကပြပေးလိုက်မယ်အဲ့လိုပြောတာ မရရင်တော့ဆင်းလေးပြနေမှာ